Hello အားလုံးမင်္ဂလာပါဒီလိုပဲနေပြန်ဆိုလိုက်ပါတယ်ဒါဒီနေ့မနေ့ကျွန်တော်လီဗာပူးအသင်းကဒါ West Ham ဆိုတဲ့အသင်းနဲ့ကျွန်တော်ကစားခဲ့တယ်အဲ့ဒီအသင်းမှာအဲ့ပွဲမှာကျွန်တော်လီဗာပူးအသင်းက1-0ဆိုတဲ့ရလဒ်နဲ့ဒါနိုင်ရရှိခဲ့တဲ့ဒီယိုအင်္ဂမွဲတစ်လုံးနဲ့အဲ့ဒီပွဲမှာကျွန်တော်ပြောစရာရှိတဲ့ကစားသမားတစ်ယောက်ရှိတယ်ဒါဆန်းဆန်းတဲ့ပွဲမှာလည်းခြေစွမ်းပြခဲ့တယ်လက်ရှိဒါဒီနေ့ပွဲမှာလည်းအကောင်းဆုံးခြေစွမ်းပြကစားခဲ့တဲ့နောက်တဲ့ကစားသမားလေးယောက်ဖြစ်တဲ့ Anjuki ဆိုတဲ့ကစားသမားအသက်16နှစ်ပဲရှိသေးတယ်ဒါအော်စတြေးလျကလပ်ကကျွန်တော်တို့ဒီယာဒီယာမှပြောင်းလာခဲ့တာသူတို့ပြီးတော့ကျွန်တော်ပြီးခဲ့တဲ့ယာဒီတဲ့ဒီသမားကိုခေါ်ခဲ့တဲ့အတိုင်းပဲဒီယာဒီမှလဘောအသင်းကိုဒါပူပေါင်းနိုင်ခဲ့တာပေါ့နော်အဲ့တော့ပြောမယ်ဆိုဒီသမားလေးကဆန်းတဲ့ပွဲမှာလေဒါဂျိုကိုမက်စ်ဒန်ရသွားတော့ဂျိုကိုမက်စ်တင်အောင်ကျွန်တော်ဝင်ဆော့တယ်တော်လေးကိုခြေစွမ်းတည်ငြိမ်ဆော့နိုင်တယ်ဒီကစားသမားလေးရဲ့ type ပုံစံမျိုးဆိုလို့ရှိရင်သူက physical ကောင်းတယ်အရင်မြင့်အရင်မောင်းရှိတယ်ဘောcarrying ကောင်းတယ်အမြင်ဘောတွေကောင်းတယ်ပြီးတော့ဗျာဒီအသက်18နှစ်နဲ့မလိုက်အောင်ကိုကျွန်တော်တို့တီငိမ့်နဲ့ပွဲကိုစောင့်နိုင်တာတွေ့ရတယ်ပေါ့နော်အထူးသဖြင့်တော့ဒါကျွန်တော်တို့ကဟိုကန်တဲ့ပွဲတွေကဒါခြေစမ်းပွဲလည်းဖြစ်တယ်လို့နောက်ပြီးလို့ရှိရင်ဟိုကန်တဲ့အသင်းလေးကလည်းအသင်းငယ်လေးလည်းဖြစ်သေးတာကြောင့်ကျွန်တော်တို့အများကြီးတော့ပြောဖို့ပြောလို့မရသေးဘူးဆိုပေမဲ့ဒီဇာသမားလေးရဲ့ခြေစွမ်းတော့ကျွန်တော်မြင်ရတယ်ဒါဗန်တိုက်ငယ်တော့ပုံစံဆိုပြီးတော့လေတချို့ဒါ player တွေတချို့ရဲ့ဒါ agent တွေကတင်စားကြတယ်ပေါ့နော်အဲ့တော့ပြောမှဆိုရင်ဒီသမားလေးကိုကျွန်တော်တို့ဒါတခုပြဿနာရှိတာကဒီသမားကျွန်တော်တို့လီဗာပူးအသင်းမှာဒီယာဒီမှာမဟုတ်ဘူးကျွန်တော်တို့ဂျာတီကျွန်တော်တို့တော်တော်များများကိုဒါအငားနဲ့ဆေလို့ရဖို့ရှိတယ်ဆိုပြီးတော့လေတော့ဘို့တွေကသိရပါတော့အဲ့တော့ဘာလို့အငားနဲ့ဆေလို့ရမှာဆိုတော့ဒီကစားသမားလေးကဒါ work permit အင်္ဂလန်ရဲ့ဒါဥပဒေပေါ့နော် work permit ဥပဒေကြောင့်ဒါဒီကစားသမားလေးကလီဗာပူးအသင်းမှာဒါကစားမရမှာမဟုတ်သေးဘူးသူတပိတ်ဒီကစားသမားလေးကဟိုပြောမှဆိုအော်စတြေးလျကလပ်ကပြောင်းလာတာအဲ့တော့ဟိုအစင်တန်းရအများကြီးမြင့်နေကစားသမားမဟုတ်တရားဖြစ်တဲ့အတွက်ဝတ်ပါမရဖို့အတွက်သူ့မှာအမှတ်ပေါ့နော်အမှတ်အဖြစ်ဒါတော်တော်လေးနေသေးတယ်အဲ့တော့သူ့ကိုဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ဒါလီဗာပူးသင်းကဘေဂျီယန်တို့ဒါပြောမှဆိုရင်နယ်သာလန်စပိန်ဂျာမနီအဲ့လိုမျိုးlead တွေပေါ့နော်လူထိပ်တန်း lead တွေတခုခုကိုဒါပထမတန်း lead မှာသူအငားချရမယ်ပြီးတော့ဒီကစားသမားလေးကဟိုပွဲထွက်ခွင့်တွေပေါ့နော်ပွဲထွက်ခွင့်တွေရရမယ်ပြီးတော့ဥရောပဖလားတွေသူတပြည့်တော့ချန်ပီယံလိတို့ယူရိုပါလိတို့ကားလင်းတို့ဘာညာပေါ့နော်အဲ့လိုမျိုးတွေဥရောပဖလားတွေဒါကန်နိုင်ရမယ်ပေါ့နော်အဲ့လိုကန်ခွင့်ရတော့မှဒီကစားသမားလေးကဒါပြောမှဆိုလို့ရှိရင်အမှတ်တွေအများကြီးစုဆောင်းလာပြီးတော့ဒါလီဗာပူးအသင်းကိုဒါဝတ်ပါမရဖို့အတွက်အလွယ်တကူဖြစ်လာနေတယ်ဆိုပြီးတော့လေဒါ report တွေကရေးသားထားတယ်ပေါ့နော်အဲ့ဒီထဲမှာအဲ့လိုမျိုးပုံစံသူကစားသမားကြီးကျွန်တော်လီဗာပူးအသင်းမှာလည်းရှိခဲ့ဘူးတယ်အဲ့ဒါကတော့တော်တော်များထိတဲ့ဘာဝန်းကြီးဆိုတဲ့ကစားသမားတယောက်လက်ရှိနော် Nottingham Forest မှာစော့နေတယ်အဲ့ကစားသမားလေးကိုလီဗာပူးက6နှစ်တိုင်တယ်2015ရဲ့ကျွန်တော်ခေါ်ခဲ့တာဒါပေမဲ့6နှစ်တိုင်ကျွန်တော်တို့အငားချခဲ့ရတယ်2021မှာလီဗာပူးအသင်းကိုပြန်လည်ပူးပေါင်းနိုင်တယ်ဒါဝတ်ပါမရခဲ့တယ်ပေါ့ဒါပေမဲ့လီဗာပူးအသင်းကအဲ့ချိန်မှာတော့တူအတွက်ပွဲထွက်ခွင့်မရတော့ဘူးမရတော့ကျွန်တော်လီဗာပူးအသင်းရောင်းချခဲ့တယ်အဲ့လိုအလားတူပဲတော့ Carlos Vela ဆိုလို့ရှိရင်လည်းဒါ Arsenal ပရိသတ်တွေဆိုတော့တော်တော်များသိတယ် Carlos Vela ဆိုလို့ရှိရင်လည်းအဲ့လိုပဲဒါပြောမှဆိုလို့ရှိရင်ဝတ်ပါမရဖို့အတွက်ကျွန်တော်2နှစ်ကျော်လောက်ဒါအငားချခဲ့ရတယ်ငါကြခဲ့ရတယ်2018လောက်မှ2008လောက်မှအာဆင်နယ်အသင်းကိုပြန်လဲပူးပေါင်းပြီးတော့ဒါကစားခွင့်ရခဲ့တယ်ပေါ့နော်အဲ့တော့ပြောမှဆိုအဲ့လိုမျိုးအလားတူဇာသမားတွေလည်းအများကြီးရှိခဲ့တယ်ဒါကြောင့်ဒါပြောမှဆိုလို့ရှိရင်လီဗာပူးအသင်းတွေတော့မဖြစ်မနေတော့အငားချရမှာအငားမချလို့တော့မရဘူးဒါပေမဲ့ဒါပြောမှဆိုလို့ရှိရင်ဒီဇာသမားလေးတော်တော်ဒါပွဲထွက်ခွင့်တွေလည်းဒါပုံမှန်ပွဲထွက်ခွင့်ရမယ်အတင်းတင်းပြီးတော့ဒါဥရောပလိကစားနေတယ်အတင်းတင်းအဲ့လိုမျိုးကစားနေတဲ့အတင်းတင်းဒါရောက်ရှိသွားမယ်ဆိုလို့ရှိရင်တော့ဒီကစားသမားလေးတော့တော်တော်လေးကိုဒါ position မြင်ရတယ်ပေါ့နော် future သူ့ရဲ့ future တော်တော်လေးကိုလီဗာပူးအတွက်လည်းကောင်းလို့သူ့ရဲ့ future တော်တော်လေးကောင်းတာမြင်ရတယ်ပေါ့နော်အဲ့တော့ညီကိုနေတော့ဒီကစားသမားလေးပေါ့ဘယ်လိုမြင်ကြလဲဘယ်လိုကြိုက်ကြလားဘယ်လိုမြင်ကြလဲဒီကစားသမားလေးရဲ့ပုံစံဟိုဘယ်လိုပုံဖော်ခြင်းလဲအဲ့ဒါပတ်သက်ညီကိုကိုမောင်ဝင်ဆိုပြီးရပါတယ်ဒီဗီဒီယိုလေးကိုသဘောကျ like follow လုပ်လို့လည်းမေတ္တာခဲ့နေပါတယ် YouTube ကကြည့်တဲ့ညီကိုနေလည်း subscribe လုပ်ပြီးမေတ္တာခဲ့နေပါတယ်အားလုံးကျေးဇူးများတင်ပါတယ်